Data မိမိတို့အတွက်ဒီနေ့မှာဦးဖတ်ပြပေးသွားမယ့်ပုံမြင်လေးရတော့ဘေလီဆန်တဲ့ယတနာတစ်တာနဲ့လူစိုးကိုင်းကိုနှိမ်နှင်းခြင်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကလေးတို့ရေဟိုးရှိတုန်းကမြင်မာတဲ့တောင်တန်းလေးနဲ့စိမ့်လန်းတဲ့လွင်မြင်နေကြမှာပကြီးဆိုတဲ့ရွာလေးတစ်ရွာရှိပြီးတော့ပိုင်ပိုင်ဆိုတဲ့ကောင်လေးတစ်ယောက်နေထိုင်ခဲ့တယ်တဲ့ပိုင်ပိုင်ဟာပုံဆွဲရတာကိုဝါသနာပါပြီးတော့အရန်ကိုဟာသားညံရွှင်တဲ့သူတစ်ယောက်ဖြစ်တယ်တဲ့ကလေးတို့ရဲ့သူရဲ့စိတ်ထဲမှာအမြဲတမ်းပုံမြင်တစ်တွေစွန်စားပန်းတစ်တွေနဲ့ပြည့်နှံနေတတ်တာပေါ့သူပုံဆွဲတဲ့ခါတိုင်းမှာလဲပုံတွေဟာအသက်ဝင်လာသလိုပဲထူးခြားတဲ့စွမ်းအားတစ်ခုရှိနေတတ်တယ်တဲ့ဒါပေမဲ့ပိုင်ပိုင်မှာတစ်ခုသောအားနည်းချက်ရှိနေတာပေါ့အဲ့ဒါကတော့ပစ္စည်းတွေပျောက်တတ်တာပဲတဲ့ကလေးတို့ရဲ့အထူးသဖြင့်သူ့ရဲ့အချစ်ဆုံးလည်းဖြစ်အဆုတ်ဆုံးလည်းဖြစ်တဲ့ဒါပေမဲ့ကံကောင်းခြင်းတွေယူဆောင်လာတယ်လို့သူယုံကြည်ထားတဲ့အနည်းရောင်ဖက်နှက်တစ်ဖက်ကိုအမြဲတမ်းရှာမတွေ့ပဲဖြစ်နေတတ်တယ်တဲ့အဲ့ဒီဖက်နှက်လေးတစ်ဖက်ပျောက်ဆုံးနေရင်သူ့ရဲ့ဘဝမှာတစ်ခုခုလိုအပ်နေသလိုခံစားရတတ်တယ်တဲ့ဒီလိုနဲ့နေ့တနေ့ရဲ့မနက်ခင်းမှာပိုင်ပိုင်လေးနိုးလာတဲ့အခါမှာတော့သူ့ရဲ့အနည်းရောင်ဖက်နှက်လေးတစ်ဖက်ဟာပျောက်ဆုံးနေတာကိုတွေ့လိုက်ရတာပေါ့ငါဖက်နှက်လေးကဘယ်ရောက်သွားပြန်ပြီလဲလို့သူကမြေတန်းလိုက်တာပေါ့အဲ့ဒီချိန်မှာပဲသူ့ရဲ့အိယာဘေးကစပွဲပေါ်မှာသူလုံးဝမမြင်ဘူးတဲ့ရှေးအောင်မြေပုံတစ်ခုနဲ့ဘေးလေးစကလုံးတွေရေးသားထားတဲ့မတ်ဆူလေးတစ်စောင်ကိုတွေ့လိုက်ရတာပေါ့အဲ့ဒီမြေပုံလေးဟာရွာရဲ့အပြင်ဘက်လူသူရောက်ပေါက်နေတဲ့နေရာတစ်ခုကိုညွှန်ပြနေခဲ့ပြီးတော့မတ်ဆူလေးထဲမှာတော့ဖက်နှက်ပြောက်သူသားအီလန်ကိုတွေ့လိုက်ပြီးဘေးလေးများစွာဖြည့်ချင်းပြီးမှသာရတနာတစ်တာဟာပေါ်มาလိမ့်မယ်ရတနာတစ်တာအတွက်မှာတင်ချသောအရာရှိပါလိမ့်မယ်လို့ရေးသားထားတာပေါ့ဘိုင်ဘိုင်ဟာသူ့ရဲ့ဖက်နှက်ကိုပြန်ရချင်တာရောစွန့်စားချင်တာရောရတနာတစ်တာထဲမှာဘာရှိမလဲဆိုတာကိုသိချင်တာရောကြောင့်အဲ့ဒီခီးကိုစတင်ဖို့ဆုံးဖြတ်လိုက်တာပေါ့ဒီလိုနဲ့သူဟာသူ့ရဲ့ကြံနေတဲ့အနေရောင်ဖက်နှက်တစ်ဖက်ကိုစီးခဲ့ပြီးတော့ခီးထွက်ခဲ့တော့တာပေါ့သူဟာဒီလိုမျိုးစွန့်စားကန်းခီးကိုမသွားဘူးပေမဲ့လည်းသူ့ရဲ့ရေစရာကောင်းတဲ့စိတ်ဓာတ်နဲ့တတိကိုအားကိုးပြီးတော့ထွက်လာခဲ့တာပေါ့မြေပုံညွန်ပြရာကိုလိုက်ပြီးလျှောက်သွားတဲ့အခါမှာတော့ပိုင်ပိုင်လေးဟာရွာရဲ့အစွန်ပြားကလွန်အင်မတန်ကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်စီကိုရောက်ရှိလာခဲ့တယ်တဲ့အဲ့ဒီတစ်ပင်ကြီးဟာစကားပြောတစ်ပင်ကြီးလို့လူသိများကြပြီးတော့အမြဲတမ်းလိုပဲတယောက်ယောက်ကိုစာနှောင်နေတတ်တယ်တဲ့တစ်ပင်ကြီးရဲ့ကိုယ်လုံးမှာမျက်လုံးတွေပါးစပ်တွေလိုမျိုးအဖုတ်ထစ်တွေရှိနေခဲ့ပြီးတော့သူ့ရဲ့အတန်ကတိုးတိုးလေးမဟုတ်ဘဲနဲ့ကြေကြေလောင်လောင်နဲ့ရေမောတန်တွေလိုဖြစ်နေတယ်တဲ့ပိုင်ပိုင်လေးဟာတစ်ပင်ကြီးရဲ့အနားကိုရောက်ရှိတဲ့အခါမှာတော့တစ်ပင်ကြီးကသူ့ကိုအရင်မြင်သွားခဲ့ပြီးတော့ဟာဖက်နှက်တစ်ဖက်ထဲနဲ့ကောင်လေးရေမင်းဘယ်သွားမလို့လဲဟာမင်းရဲ့ပြောင်းနေတဲ့ဖက်နှက်ကိုရှာနေတာမလားကွာဒါဆိုရင်ဒီဖေလေးကိုဖြည့်ကြည့်စမ်းပါနေ့ဘက်မှာမြင့်တက်ပြီးတော့ညဘက်မှာပျောက်ကွယ်သွားတဲ့အရာဟာဘာလဲကောင်လေးဖြည့်စမ်းမအောင်လို့ဟာတာနှောပြီးတော့မေးလိုက်တာပေါ့တစ်ပင်ကြီးရဲ့မျက်လုံးတွေကလည်းပိုင်ပိုင်လေးကိုစိုက်ကြည့်လို့နေတာပေါ့ပိုင်ပိုင်လေးကလည်းတစ်ပင်ကြီးပြောတဲ့စကားတွေကိုနားထောင်ရင်းနဲ့ခဏတာစဉ်းစားပြီးတော့ပြုံးလိုက်တာပေါ့။အိုးတစ်ပင်ကြီးအဲ့ဒါကတော့နေပါပဲလို့ရေမောစာပြန်လဲဖြေချလိုက်တာပေါ့။အဲ့ဒီခါတစ်ပင်ကြီးကဟာမှန်တယ်မင်းတော်တာပဲကွာ။ဒါပေမဲ့မင်းရဲ့ဖက်နှက်ကဒီမှာမရှိဘူးကွာ။ရှေ့ဆက်သွားသမ်းပါ။ဒါပေမဲ့လမ်းမှာသတိထားနော်ကောင်လေးငါလို့စကားပြောတတ်တဲ့အရာတွေကအများကြီးရှိသေးတယ်လို့အဲ့လိုပြောကြရင်းနဲ့ပဲသူ့ရဲ့တကိုင်းလေးကိုလှုပ်ရမ်းလိုက်တော့လေးဝက်လမ်းကြောင်းလေးတစ်ခုပေါ်ထွက်လာတယ်တဲ့အဲ့ဒီလမ်းကြောင်းလေးဟာပန်းရောင်စုံတွေနဲ့ပြည့်နေနေခဲ့ပြီးတော့ပိုင်ပိုင်ကိုဆက်သွားဖို့အတွက်ဖိတ်ခေါ်နေတယ်တဲ့ပိုင်ပိုင်လေးဟာလေးဝက်လမ်းကြောင်းတိုင်းဆက်သွားခဲ့ပြီးတော့မြစ်ကြီးတစ်စင်းကိုတွေ့လိုက်ရတယ်တဲ့အဲ့ဒီမြစ်ကြီးကတော့ကျိုးစားမြစ်လို့ခေါ်ကြပြီးတော့မြစ်ရေကကြီးလင်းနေပေမဲ့အောက်ဘက်မှာတော့ခြုံတက်တဲ့ကြောက်ဆောင်တွေကရှိနေတယ်တဲ့အဲ့ဒီမြစ်ကိုကျော်ဖြတ်ဖို့အတွက်တရားတစ်ခုရှိနေပေမဲ့လည်းတရားရဲ့အလယ်မှာတော့မော်ပညာနဲ့ဖန်တီးထားတဲ့လျှို့ဝှက်စကဝတ်ဂိတ်တစ်ခုကတည်ရှိနေပြန်တဲ့အဲ့ဒီဂိတ်ကိုကျော်ဖြတ်ခြင်းနဲ့ဆိုရင်တော့လျှို့ဝှက်စကဝတ်ကိုမှန်ကန်စွာပြောဆိုနိုင်မှရမယ်တဲ့အဲ့ဒီဂိတ်ဟာလေထဲမှာဝဲနေပြီးတော့သူ့မှာမျက်လုံးပုံစံအပေါက်နှစ်ပေါက်ရှိနေတယ်တဲ့ကလေးတို့ရဲ့ပိုင်ပိုင်ဟာတရားရဲ့အနားကိုရောက်ရှိလာတဲ့အခါမှာတော့ဂိတ်တရားဟာသူ့ကိုမေးလိုက်တာပေါ့ငါဟာအမြဲတမ်းမင်းရဲ့လမ်းကြောင်းပေါ်မှာရှိနေပေမဲ့မင်းကိုဘယ်တော့မှမရောက်နိုင်ဘူးငါကဘာဖြစ်ပါသလဲအဲ့ဒီခါပိုင်ပိုင်လေးဟာစဉ်းစားရင်းနဲ့ခေါင်းကုပ်လိုက်တာပေါ့
ဒါပေမဲ့သူ့ရဲ့ဟာသားညံကထွက်ပေါ်လာခဲ့ပြီးတော့အဲ့ဒီဖြေကတော့မင်းရဲ့အရေးပဲဖြစ်ပါတယ်လို့ရင်မောရင်းဖြေကြားလိုက်တာပေါ့အဲ့ဒီခါမှာဂိတ်ကကောင်းပြီမင်းရဲ့အဖြေကမှန်တယ်မင်းဟာတကယ်ကိုထက်မြက်တာပဲရှေ့ဆက်သွားစမ်းပါဒါပေမဲ့မင်းရဲ့ဖနက်ကဒီမှာလည်းမရှိသေးဘူးနော်လို့ပြောကြရင်းနဲ့တရားပေါ်ကလိဝက်စကဝက်ဂိတ်ကြီးဟာပွန့်သွားခဲ့တယ်တဲ့ဒီလိုနဲ့ပိုင်ပိုင်လေးကလည်းတရားကိုဖျက်ကျော်ခဲ့ပြီးတော့ရှေ့ဆက်ခဲ့တော့ပါပေါ့အဲ့ဒီခါမှာပိုင်ပိုင်လေးဟာမြည့်ရဲ့တစ်ဖက်ကန်းကတစ်တောင်းငယ်လေးတစ်ခုစီကိုရောက်ရှိသွားခဲ့တယ်တဲ့တရားကိုဖျက်ကျော်ပြီးတဲ့နောက်မှာဆိုရင်တော့ပိုင်ပိုင်လေးဟာကြောက်တုံးကြီးတစ်ခုရဲ့နားကိုရောက်ရှိလာခဲ့တယ်တဲ့အဲ့ဒီကြောက်တုံးကြီးကတော့အိမ်ငိုက်ကြောက်တုံးလို့ခေါ်ကြပြီးတော့တခါတလေမှနိုးထားတတ်ပြီးဘေးလေးတွေမေးတတ်တယ်တဲ့ဒီတစ်ခါမှာတော့ကြောက်တုံးကြီးကနိုးနေပုံရပြီးတော့သူ့ရဲ့မျက်လုံးပုံစံလိုအပေါက်တွေကပိုင်ပိုင်ကိုကြည့်လို့နေတယ်တဲ့နောက်ပြီးတော့သူ့ရဲ့ပါးစပ်ပုံစံအကြောင်းကနေပြီးတော့အသက်ရှူတန်းလိုထွက်နေတယ်တဲ့ကလေးတို့ရဲ့ဒီလိုနဲ့ပိုင်ပိုင်လေးဟာအနားကိုရောက်ရှိလာတဲ့အချိန်မှာတော့ကြောက်တုံးကြီးကမျက်လုံးမိလျက်ပဲသူ့ကိုမေးလိုက်တာပေါ့ငါမှမျက်နှာတွေအများကြီးရှိပေမဲ့မျက်နှာပေါင်းစုံမှာအမြဲတမ်းအချိန်ကိုပဲပြသနေတယ်ငါဟာဘာဖြစ်တယ်လဲဆိုပြီးတော့မေးလိုက်တာပေါ့အဲ့ဒီခါမှာပိုင်ပိုင်လေးကလည်းမျက်လုံးလေးတွေကိုဝေ့ကြည့်ရင်းနဲ့တခုခုကိုသဘောပေါက်သွားခဲ့တယ်တဲ့အဲ့ဒါကတော့အတင်ကနာအီပဲဖြစ်ပါတယ်လို့အာရပါရရဲမောရင်းဖြေကြားလိုက်တာပေါ့အဲ့ဒီခါမှာကြောက်တုံးကြီးကမှန်တာပဲမင်းကတော်သားပဲဒါပေမဲ့ငါအိတ်ချင်ပြီနောက်ထပ်ဘေးလေးနှစ်ခုထပ်ပြင်နိုင်တော့မင်းကိုလမ်းပြပေးမယ်လို့ပြောပြီးတော့နောက်ထပ်ဘေးလေးနှစ်ခုကိုထပ်မေးလိုက်တာပေါ့ငါမှမြို့ကြီးတွေတောင်တန်းတွေမြစ်တွေရှိပေမဲ့လေရေမရှိတစ်ပင်မရှိငါကဘာဖြစ်တယ်လဲအဲ့လိုမေးလိုက်တာပေါ့အဲ့ဒီခါမှာပိုင်ပိုင်ကချက်ချင်းဖြေကြားလိုက်တာပေါ့အိုးကြောက်တုံးကြီးဒီအဖြေကအရန်လွယ်တယ်အဲ့ဒါကတော့တင်းဟာမြေပုံဖြစ်ပါတယ်လို့အာရဝမ်းသာဖြေကြားလိုက်တာပေါ့အေးမှန်တယ်နောက်ဆုံးတစ်ခုငါမင်းကိုထပ်မေးမယ်ငါ့ကိုဖောက်ခွဲဖို့မလိုပဲအထက်ကဟာကိုထုတ်ယူနိုင်တယ်ငါကဘာဖြစ်တယ်လဲလို့မေးကြလိုက်တာပေါ့အဲ့ဒီခါမှာပိုင်ပိုင်လေးဟာအဖေဟာဘာဖြစ်တယ်လဲလို့တွေးနေတော့မှပဲသူ့ရဲ့ပိုက်ထဲကနေဂွီးဆိုတဲ့အတန်ကြောင့်အဖေကိုရသွားခဲ့တယ်တဲ့အိုးအဲ့ဒီရဲ့အဖေကတင်ကကြက်ဥဖြစ်ပါတယ်လို့ဖြေကြားလိုက်တာပေါ့အဲ့ဒီခါကြောက်တုံးကြီးကဟာမင်းကတကယ်ကိုညံကောင်းတာပဲကဲဒီနောက်မှာတော့မင်းရဲ့ဖနှက်မရှိဘူးကွဒါပေမဲ့မင်းကိုလမ်းတစ်ခုငါညွန်ပြပေးမယ်အဲ့ဒီလမ်းဆုံးလို့ရှိရင်တော့လူဆိုးတွေနေတဲ့လျှို့ဝှက်လိုင်းကိုတစ်ခုရှိတယ်ကွာကောင်းလေးသတိထားသွားနော်လို့ပြောရင်းနဲ့ပြန်လေအိမ်ငိုက်သွားခဲ့တာပေါ့အဲ့ဒီခါမှာပိုင်ပိုင်ကလည်းရှင်မောင်းနဲ့ကြောက်တုံးကြီးလမ်းညွန်ထားတဲ့အတိုင်းပဲရှေ့ကိုဆက်လက်လျှောက်လန်းသွားခဲ့တယ်တဲ့ကြောက်တုံးကြီးညွန်ပြတဲ့လမ်းဟာအတော်လေးမောင်မိုက်ပြီးတော့ကြောက်စရာကောင်းတဲ့လမ်းတစ်ခုဖြစ်တယ်တဲ့ကလေးတို့ရဲ့ပိုင်ပိုင်လေးဟာကြောက်တုံးကြီးညွန်ပြတဲ့လမ်းတိုင်းဆက်လက်လျှောက်လန်းခဲ့ပြီးတော့တောင်နယ်တစ်ခုရဲ့အကွယ်မှာတည်ရှိနေတဲ့လျှို့ဝှက်လိုင်းကိုတစ်ခုကိုတွေ့လိုက်ရတယ်တဲ့ကိုရဲကနေပြီးတော့စူညံသားတွေနဲ့အတူလူဆိုးတွေရဲ့ရေမောစံတွေကိုလည်းကြားလိုက်ရတာပေါ့အဲ့ဒီကူကြီးကတော့လူဆိုးကောင်းဆောင်မဲမောင်ဦးဆောင်တဲ့အမောင်တိန်နိုင်ကိုင်းရဲ့ဌာနချုပ်ဖြစ်တယ်တဲ့အဲ့ဒီကိုင်းဟာပကြီးရွာနီးတစ်ဝိုက်မှာအမြဲတမ်းပြည်သူတွေကိုဒုက္ခပေးနေခဲ့ပြီးတော့ပိုင်ပိုင်ရဲ့အနီရောင်ဖနှက်ပြောက်သွားတာဟာသူတို့ရဲ့လက်ချက်ဖြစ်နိုင်တယ်လို့သူကစတင်တန်တရားဝင်လာခဲ့တာပေါ့ပိုင်ပိုင်လေးဟာကိုယ်ထဲကိုတတိထားဝင်ရောက်ခဲ့ပြီးတော့လူဆိုးတွေကတော့သူတို့ရဲ့ခိုးရပါပစ္စည်းတွေကိုဝင်ငှနေတာကိုတွေ့လိုက်ရတယ်တဲ့အဲဒီထဲမှာသူ့ရဲ့ပျောက်ဆုံးနေတဲ့ဖနှက်တစ်ဖက်ကလူဆိုးကောင်းဆောင်မဲမောင်ရဲ့ဘေးနားမှာချိတ်ထားတာကိုတွေ့လိုက်ရတယ်တဲ့ကလေးတို့ရဲ့ပိုင်ပိုင်လေးဟာဒေါသထွက်သွားပေမဲ့လည်းချက်ချင်းမတိုက်ခိုက်ပဲနဲ့ရန်ကိုသုံးပြီးဖြည့်ချင်းဖို့ဆုံးဖြတ်လိုက်တယ်တဲ့ကလေးတို့ရဲ့သူကသူ့ရဲ့ပုံဆွဲစွမ်းအားကိုအသုံးပြုပြီးတော့မော်ခဲတန်နဲ့နိုင်ရပေါ်မှာချင်းသေးတကောင်ရဲ့ပုံကိုအလင်းမြန်ဆွဲလိုက်တယ်တဲ့ပုံပြီးတာနဲ့ပဲချင်းသေးပုံကအသက်ဝင်လာခဲ့ပြီးတော့ကျေလောင်စွာဟိန်းဟောက်လိုက်တာပေါ့အဲ့ဒီခါမှာလူဆိုးတွေကလည်းအံ့ဩပြီးတော့ကြောက်လန့်တကြားထွက်ပြေးကြတာပေါ့အဲ့ဒီခိုင်တန်မှာပိုင်ပိုင်ကသူ့ရဲ့မော်ခဲတန်နဲ့လူဆိုးတွေရဲ့လမ်းကြောင်းပေါ်မှာမပြောစည်းခွန်လေးတွေကိုဆွဲချလိုက်တယ်တဲ့လူဆိုးတွေကလည်းမပြောစည်းခွန်လေးတွေပေါ်မှာချော်လဲကြကုန်ကြပြီးတော့ရင်မောစရာကောင်းတဲ့ပုံစံမျိုးနဲ့လဲကြကုန်ကြတာပေါ့လူဆိုးကောင်းဆောင်မဲမောင်ကတော့ဒေါသတကြီးနဲ့ပိုင်ပိုင်ကိုပြန်လဲတိုက်ခိုက်ဖို့ကြိုးစားတော့တာပေါ့
အဲ့ဒီခါမှာပိုင်ပိုင်လေးကလည်းသူ့ရဲ့ပုံဆွဲဆွမ်းအားကိုအသုံးပြုပြီးတော့မဲမောင်ရဲ့မျက်နှာပေါ်မှာရဲစရာကောင်းတဲ့မျက်မှန်ကြီးတစ်လက်ကိုဆွဲချလိုက်တာပေါ့အဲ့ဒီခါမှာလူစိုးကြီးမဲမောင်လည်းသူ့ရဲ့မျက်မှန်ကြောင့်ဘာမှမမြင်ရတော့ဘဲနဲ့ဟိုတိုက်ဒီတိုက်ဖြစ်ပြီးတော့နောက်ဆုံးမှာတော့ပိုင်ပိုင်လေးရဲ့ကျိုးနဲ့ထုတ်တာကိုခံလိုက်ရတယ်တဲ့ဒီလိုနဲ့ပိုင်ပိုင်လေးဟာလူစိုးတွေကိုအောင်မြင်စွာနေနိုင်ခဲ့ပြီးတော့သူ့ရဲ့ပျောက်ဆုံးနေတဲ့အနီရောင်ဖက်နှက်တစ်ဖက်ကိုပြန်လည်ရယူလိုက်နိုင်တာပေါ့လူစိုးတွေခိုးထားတဲ့ပစ္စည်းတွေကိုလည်းစုပုံလိုက်တယ်တဲ့လူစိုးပိုင်းကြီးကိုနှိမ်နှင်းပြီးတဲ့နောက်မှာဆိုရင်တော့ပိုင်ပိုင်လေးဟာဂူရဲ့အတွင်းဆုံးနေရာကိုဆက်လက်ရှောက်လန်းသွားခဲ့တယ်တဲ့အဲ့ဒီနေရာမှာတော့ပန်းနေဝင်ရန်ထားတဲ့နေရာလေးတစ်ခုရဲ့အလယ်မှာတစ်သားရတနာတစ်တာလေးတစ်ခုကိုတွေ့လိုက်ရတာပေါ့တစ်တာပေါ်မှာလည်းဘေးလေးတစ်ခုကိုထပ်ရေးထားတယ်တဲ့ငါမှတော့ခတ်ထားပေမဲ့တော့မရှိဘူးငါ့ကိုဖုံးဖို့အတွက်မင်းရဲ့အချစ်ဆုံးအရာကိုသတိရမယ်ငါကဘာဖြစ်တယ်လဲအဲ့ဒီလူရေးထားတာပေါ့အဲ့ဒီခါမှာပိုင်ပိုင်လေးကလည်းခဏတာစဉ်းစားရင်းနဲ့အဖြေကိုရလိုက်တာပေါ့သူဟာရတနာတစ်တာနာကိုတွားရောက်ခဲ့ပြီးတော့သူ့ရဲ့တစ်ဖက်ကျန်နေတဲ့အနီရောင်ဖနှက်ဆုပ်လေးကိုချွတ်လိုက်ပြီးတော့တစ်တာရဲ့ဘေးမှာတင်လိုက်တာပေါ့အဲ့ဒီဖြေကတော့မင်းရဲ့နှလုံးသားပါပဲလို့သူကအတန်ကြဲကြဲနဲ့အော်ဟစ်ပြောကြားလိုက်တာပေါ့သူဟာသူ့ရဲ့ဖနှက်လေးကိုအယမ်းချစ်တယ်ဆိုတာကိုပြသလိုက်တာပေါ့ကွယ်သူ့ရဲ့စကားဆုံးတာနဲ့ရတနာတစ်တာရဲ့အဖုံးဟာသူ့အလိုလိုပွင့်လာခဲ့တယ်တဲ့တစ်တာထဲမှာတော့သူပျောက်ဆုံးနေတဲ့အနီရောင်ဖနှက်တစ်ဖက်သူ့ရဲ့ပုံဆွဲကရိယာအစုံသူ့အမေပေးထားတဲ့လက်ဆောင်လေးတစ်ခုပြီးတော့တောက်ပနေတဲ့ဆေးရောင်စုံခဲတံတစ်ချောင်းကိုလည်းတွေ့လိုက်ရတာပေါ့အဲ့ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့ပိုင်ပိုင်လေးဟာအယမ်းကိုအံ့ဩသွားခဲ့တယ်တဲ့အဲ့ဒီဆေးရောင်စုံခဲတံကနေပြီးတော့တောက်ပတဲ့အလင်းနှလေးထွက်လာခဲ့ပြီးတော့ခဲတံကနေအတန်လေးတစ်ခုထွက်ပေါ်လာခဲ့တယ်တဲ့ပိုင်ပိုင်မင်းရဲ့အချစ်ဆုံးအရာကိုသတိတယ်ဆိုတာမင်းရဲ့ဖနှက်ဆုပ်လေးကိုသတိတာကိုပြောတာမဟုတ်ပါဘူးမင်းရဲ့စွန့်စားခြင်းစိတ်ဟာတာညံနဲ့ဉာဏ်ပညာတွေကိုသတိဖို့ပြောတာပါမင်းဟာဒီခရီးကိုစွန့်စားခဲ့ပြီးတော့ဘေးလေးတွေကိုမင်းရဲ့ဉာဏ်နဲ့ဖြည့်ရှင်းနိုင်ခဲ့တဲ့အတွက်ကြောင့်အောင်မြင်ခဲ့တာပါဒီဆေးရောင်စုံခဲတံလေးရဆိုရင်တော့မင်းရဲ့ပုံဆွဲဆန်းအားကိုပိုပြီးမြင့်တင်ပေးနိုင်တဲ့မော်ခဲတံတစ်ချောင်းပါပဲလို့ပြောကြားလိုက်တာပေါ့အဲဒီခါမှာပိုင်ပိုင်လည်းသူ့ရဲ့ဖနှက်တစ်ဖက်ကိုပြန်လဲဆွတ်လိုက်ပြီးတော့အခုခါမှာဆိုရင်တော့သူ့ရဲ့ဖနှက်နှစ်ဖက်စလုံးဟာပြန်လဲရောက်ရှိသွားခဲ့တာပေါ့ကလေးတို့ရေသူဟာသူ့ရဲ့ပုံဆွဲကရိယာအစုံနဲ့မော်ခဲတံကိုယူခဲ့ပြီးတော့ပျော်ရွှင်စွာနဲ့ပဲပကြီးရွာကိုပြန်လာခဲ့တာပေါ့ပိုင်ပိုင်လေးဟာလူဆိုးကောင်းဆောင်မဲမောင်နဲ့သူ့ရဲ့ခိုင်းသားတွေကိုရွာရဲ့အဆောင်ရှောက်တွေကိုလွှဲပြောင်းပေးလိုက်ပြီးတော့သူတို့ခိုးထားတဲ့ပစ္စည်းတွေကိုပြည်သူတွေကိုပြန်လဲပေးအပ်လိုက်တာပေါ့သူဟာသူ့ရဲ့စွန်စားကန်းတွေအကြောင်းကိုရွာသူရွာသားတွေကိုဟာတာနောပြီးပြောပြလိုက်တဲ့အခါမှာတော့ရွာသူရွာသားတွေကလည်းဝမ်းသာအားရရေမောပျော်ရွှင်ကြတာပေါ့ကွယ်အဲဒီနေ့ကစပြီးတော့ပိုင်ပိုင်လေးဟာစုလက်ဆောင်ပြရရှိခဲ့တဲ့သူ့ရဲ့မော်ခဲတံလေးကိုအသုံးပြုပြီးလှပတဲ့ပုံပေါင်းစုံကိုဆွဲခဲ့တယ်တဲ့ကလေးတို့ရဲ့သူ့ရဲ့ပုံလေးဟာအသက်ဝင်လာခဲ့ပြီးတော့ပကြီးရွာလေးကိုပို့ပြီးလှပအောင်ကူညီပေးခဲ့တာပေါ့သူ့ရဲ့ပုံဆွဲဆန်းအားကြောင့်ပဲရွာမှာပွဲလဲတပင်တွေဟာပို့ပြီးတော့စီကားလာခဲ့တာပေါ့လူစိုးပိုင်းတွေရဲ့အန်ဒီကနေလည်းလွတ်မြောက်ခဲ့ကြတာပေါ့ကွယ်သူ့ရဲ့အနီရောင်ဖနှက်ပြောက်ရှာပုံတော်ဟာလည်းပကြီးရွာရဲ့ရေစရာကောင်းတဲ့ဒဏ္ဍာရီတစ်ခုဖြစ်တည်ရှိသွားခဲ့တော့တာပေါ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကလေးတို့ရေဦးနိုဘာရဲ့ပုံမြင်လေးကိုနားဆင်ပြီးတော့ပျော်ရွှင်စရာနည်းရလေးတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ဦးကနေနှုတ်ခွန်းဆက်သားခဲ့ပါတယ်ကလေးတို့ရေ